Hello ဟန်စုပါဒီနေ့တော့သူမန္တလေးတောင်ပေါ်ကိုသွားမယ်ပြီးရင်ရတူးမရှိနဲ့ရွှေချောင်းဘက်ကိုသွားမယ်ပေါ့နော်ပထမအစီအစဉ်ရတော့တူးမရှိကမန္တလေးတောင်တက်ဖို့ပဲစီစဉ်ထားတာပါဒါပေမဲ့ဟန်စုအရင်တစ်ခါကုတူကိုသွားတော့ကကျတော့ဒီတူးမရှိနဲ့ဒီရွှေချောင်းဘက်ကိုမရောက်ခဲ့ဘူးပေါ့နော်အဲအကြောင်းမလို့ဒီတစ်ခေါက်တော့ပြန်ပြီးတော့ဖွင့်နေဆိုတာလဲကြားတဲ့အတွက်ကြောင့်မလို့တူးမရှိရဲ့ရွှေချောင်းဘက်တွေကိုတခါလဲဆက်ပြီးတော့လာခဲ့တာပါဟင်းနဲ့တူတူတက်ခဲ့ကြပါအောင်မန္တလေးတောင်ကိုသွားဖို့အတွက်ဟန်စုစကိုင်းရနေပြီးတော့မနက်9:00နာရီမှစပြီးတော့ထွက်ခဲ့ပါတယ်။အဲသူမန္တလေးတောင်ကိုရောက်တဲ့အချိန်မှာတော့ဒီ10နာရီထိုးကနေပေါ့နော်။ဒီနေ့ဘာမှလောစရာလည်းရှိမနေရမလို့ပေါ့နော်။ဖြည်းဖြည်းစစ်စစ်ပဲမောင်းခဲ့တာပါ။မန္တလေးတောင်ရဲ့တက်လန်းကတော့ဟန်စုအတွက်နည်းနည်းလေးမှတ်ပြီးတော့သူကဒီတောင်ကိုပတ်ပြီးတော့တက်ရဖြစ်တဲ့အတွက်အကွေလေးလည်းရှိရတဲ့အတွက်တိချာလေးတော့ထိန်းပြီးတော့မောင်းခဲ့ရပါတယ်။ဒီနေရာမှာတောင်ထိပ်ဖြတ်ကဂိတ်ကြီး900ပေးခဲ့ရပါတယ်ဒီကနေလည်းဆက်မောင်းသွားမယ်ဆိုလို့ရှိရင်တော့တောင်ထိပ်ကိုရောက်ပါပြီဆိုခုမန္တလေးတောင်ရောက်ပြီပေါ့နော်မန္တလေးတောင်ဆိုလို့ရှိရင်မန္တလေးမြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးတော့ပင်လယ်မြို့နယ်ပြင်ထက်ပေပေါင်း996ပေမြင့်ပါတယ်ဈေးပထုံးများစွာတည်ထားပြီးတော့တောင်ထိပ်မှာတော့စူတောင်းပြင်းမြတ်စွာဘုရားကိုလည်းတည်ထားပါတယ်တောင်ပေါ်ကိုလူကား၄ဆင်းကနေပြီးတော့တမြောက်ခွင့်ရနိုင်ပြီးတော့လူကားလေးတရားဆိုရင်တောင်ဘက်အရှေ့ဘက်နဲ့အနောက်ဘက်မြောက်ဘက်တွေမှာရှိပါတယ်။ကောင်းဝန်းလည်းထောက်ထားသလိုကားရထားတဲ့နေရာမျိုးဖျားပေါ်ကိုတယောက်ကိုလည်းဒလိကဆက်လီကားတွေလည်းတက်ဆင်ထားပါသေးတယ်။ဒီမန္တလေးတောင်ကမန္တလေးမြို့ကိုပေါ်စီးရနေပြီးတော့အုံမိုးထားတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောင်မန္တလေးတောင်ဘွားလေးကြည့်မယ်ဆိုရင်နန်းမြို့ရိုးကျုံနေပြီးအနောက်ဘက်ကစကိုင်းတောင်နဲ့ရဲ့ရှူကင်းအလှကိုကောင်းကောင်းမြင်ရပါတယ်။ပြောရမယ်ဆိုရင်မန္တလေးမြို့ရဲ့ရှူကင်းပေါ့နော်ဒီမန္တလေးမြို့ပတ်ပတ်လည်ရှူကင်းကို360မီတာမြင်ရတဲ့နေရာလည်းဖြစ်ပါတယ်။ဒီမန္တလေးတောင်ရဲ့အမျိုးအစားကတော့အမေကြားကြောက်နဲ့စကြင်ကြောက်တောင်လို့လည်းသိရပါတယ်။ဒီမန္တလေးတောင်မှာဆိုလို့ရှိရင်မွေးနှစ်ကောင်ချောင်းကလည်းနည်းနည်းကြီးပါတယ်။နောက်တစ်ခါဆိုလို့ရှိရင်ကျန်စစ်သားမင်းချီရလည်းရှိရပေါ့နော်။ဒီမန္တလေးတောင်လာရောက်လည်းပတ်တဲ့သူတွေနေရတော့အဲဒီနေရာတွေကိုလည်းတော်တော်ပြီးတော့လက်ပတ်ကြပါတယ်။တောင်ပေါ်ကိုတက်ဖို့အကောင်းဆုံးချိန်ကတော့ sunrise နဲ့ sunset အချိန်တွေပဲဖြစ်ပါတယ်။မနက်ခင်းဆိုရင်9နာရီကနေပြီးတော့9နာရီတွင်ညနေဆိုရင်4နာရီကနေ6နာရီတွင်ပေါ့နော်အဲ့ဒီအချိန်ကြီးကဆိုရင်sunrise sunset အချိန်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေထွက်ချိန်နဲ့အတူဒီမန္တလေးမြို့ရဲ့အလှတွေကိုကောင်းကောင်းကြီးခံစားရမယ်အချိန်ကြီးပဲဖြစ်ပါတယ်
အခုအဆိုမန္တလေးတောင်ကနေဆင်းလာပြီးတော့အတူမရှိဖျားကိုရောက်နေတာပါဒီတို့မရှိကြောင်းတော့ကြီးကိုတော့မင်းတို့မင်းကနေပြီးတော့ဒီမန်လေးမျိုးကိုဒီနန်းတော်အဖြစ်နဲ့ပေါ့နော်မင်းနေပြီးတော့အဖြစ်ရွှေ့ပြောင်းလာတဲ့အချိန်1858ခုနှစ်မှာဘုန်းတော်ကြီးကျောင်းတစ်ခုပြည့်တည်ဆောက်ယူရန်ခဲ့တာဖြစ်ပါတယ်။မူလဘုန်းတော်ကြီးကျောင်းကိုကျွန်းသစ်တွေနဲ့တည်ဆောက်ထားပြီးတော့အင်္ဂလိပ်အနည်းလက်ရာတွေနဲ့အပြင်ဘက်ကနေပြီးတော့မွန်မန်တည်ဆောက်ထားတဲ့တမိုးထူးခြားတဲ့လက်ရာပါ။မြန်မာမျိုးပြသက်ကိုအဆင့်ဆင့်အချုံးပုံစံတက်မသွားဘဲနဲ့စတူရန်ပုံ၄000ဆက်ဆက်အဆင့်5ဆင့်တက်ပြီးတော့ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ဒီအန်တူမရှိတို့ကုသိုလ်တော်ရွှေချောင်းတို့ကဟန်တို့ဒီရင်ဂိုင်းလောက်တော့အမြဲရောက်တယ်ပေါ့နော်။အဲကနေနားပြီးနောက်ပိုင်းမှာတော့မရောက်ဖြစ်တော့ဘူးလေ။ဒါကြာပြီတော်တော်လေးအခုမှတစ်ခါပြန်လာပါဒါပြင်းနေကြလို့ရှိရင်ဒီမှာကဝါဆိုတင်ရန်ကတ်ရှိရတဲ့အတွက်ကြောင့်မျိုးပြင်ဆင်နေရတယ်တွေ့ရပါတယ်ဒီတို့မရှိကြောင်းတွေကတော့ဒါတွေကပြန်ပြီးပြုပြင်တည်ဆောက်တဲ့အကြောင်းတွေပါတကယ်မူလာပေါ့နော်ဟိုဟာဒီတို့မရှိကြောင်းရဲ့ပုံစံကိုအရင်တော့ပြထားတယ်အခုတော့ရှိမလားမသိဘူးတစ်ချက်လိုက်ကြည့်ကြည့်ပေါ့နော်တစ်ချက်ရှာကြည့်ပါမယ်အရင်တော့အဲ့လိုမျိုးလေတင်ပုံနဲ့အဲ့လိုမှန်တယ်မှာပေါ့နော်အရင်မူလာဒီအတူမရှိကြောင်းရဲ့ပုံပြည့်ခါကြလို့ရှိရင်အဲ့လိုပေါ့အစစ်စစ်ဟိုဘုံကြလို့မီးလောင်ကျွမ်းသွားတဲ့အဲအကြောင်းအဟောင်းပုံတွေကိုလည်းပြထားတယ်အခုတော့ရှိအောင်မလားတော့မသိဘူးတစ်ချက်ရှာကြည့်မယ်အခုဒီရှေ့မှာမြင်နေရတာတော့ရွှေချောင်းပါအခုဟန်ကြိုက်ဘက်ကိုသွားပါမယ်ဟိုရင်ဒီနေရာတွေဒီရွှေချောင်းတို့ကုသိုလ်တော်တို့အတူမရှိလို့ဆိုတဲ့နေရာတွေကဒီနိုင်ငံခြားသားတိုးတဲ့ကြီးနဲ့အရန်ကိုစီးရဲနေရာတွေပေါ့နော်တို့တွေကဒီမန္တလေးစီးတီတိုးဆွဲမယ်ဆိုလို့ရှိရင်ဒီနေရာတွေကိုမပါမဖြစ်ထည့်ဆွဲရတဲ့နေရာတွေပါဒါပေမဲ့အခုကတော့နိုင်ငံခြားသားဒီဆိုတာကတော့လုံးဝမရှိသလောက်ဖြစ်သွားပြီပေါ့နော်အခုကတော့ local တွေနဲ့ပြည့်ညတ်နေပါတယ်ပြန်ပြီးဖွင့်ပေးတာမကြသေးဘူးနဲ့တူတယ်စောစောပိုင်းတော့ဒီဘက်တွေကဝင်လို့မရအောင်ပိတ်ထားတာပေါ့နော်ဒါတော့ဝင်ကြီးပါနော်ဝင်ကြီးကတော့တယောက်ကို900ကျပ်ပါလူကြီးပေါ့နော်နိုင်ငံသားဆိုရင်ဖော်နာဆိုတော့တစ်မျိုးရှိမှာပေါ့နော်ဒါကတော့ local ဆိုလို့ရှိရင်တော့900ကျပ်ပါတွားမှာဒီမဟာဒီအတူမရှိကျောင်းတော်နဲ့ရွှေကျောင်းတော်ရဲ့နှစ်ခုပေါင်းစာတောက်တဲ့ပုံစံမျိုးပါဒီ
ဒီရွှေချောင်းမှာဆိုရင်အဓိကဒီတသားပပုလက်ရာတွေပေါ့နော်တသားပပုလက်ရာတွေကဒီကျွန်းနေနဲ့လောက်ထားပြီးတော့သူကဒီပပုလက်ရာတွေကဒီအမှုစိတ်ပေါ့နော်တကြောင်လုံးကိုထွန်းထုတ်ထားတာဒါတကယ်ဟိုပါပေါ့ signature လို့ပြောရမှာပေါ့နော်ရွှေချောင်းလူတည်များတဲ့ဒီရွှေနန်းတော်ကျောင်းဟာဆိုရင်တော့နှစ်ပေါင်း130ကျော်တက်တန်းရှိပါပြီ။ကုန်းပေါင်ခေ19ရာစုမြန်မာအမှုပညာပြည်သူ့ကလက်ရာစံပြုကျောင်းကြီးတစ်ခုလည်းပဲဖြစ်ပါတယ်။ဒီကျောင်းဆောင်တစ်ခုလုံးကိုတော့မြန်မာမှုတရားမှုအခြေခံချူပန်းချူးငယ်အမြောင်များရုပ်လုံးရုပ်ကြွတွေချင်းမြတ်တိဆန်ရုပ်ပုံတွေငရံတဲ့ရုပ်ကြွတွေနဲ့စိတ်ဝင်စားပွဲလက်ရမြောက်စွာအမှုစိတ်တက်ဆင်ထားပါတယ်။ဒီရွှေကျောင်းဟာဆိုလို့ရှိရင်မင်းတော်မင်းဆံမြန်ခဲ့တဲ့နန်းတော်တစ်ခုဖြစ်ပြီးတော့မြန်နန်းဆန်ကျော်ရွှေနန်းတော်ထဲမှာရှိခဲ့တာပါ။ဒီမင်းတော်မင်းနဲ့ရဆန်ပြီးတဲ့နောက်မှာတာတော်ဒီဘောမင်းကဖောက်ခင်နဲ့ရဆန်ခဲ့တဲ့လူညန်းဆောင်ကိုဖြုတ်ပြီးတော့ဘုန်းကြီးကျောင်းဖြစ်နေပေါ့နော်ပြန်လဲကျောင်းလဲတိဆောက်ပြီးတော့လှူဒန်းခဲ့ခြင်းဖြစ်ပါတယ်19ရာစုကုန်းပေါင်ခေတ်မှာရှိတဲ့မြန်မာမှုပြည်သူ့ကလက်ရာတွေကိုအစွမ်းကုန်အသုံးပြုထားပြီးတော့အဲ့ဒီခေတ်ကငွေရင်းကားနဲ့ဆိုလို့ရှိရင်3,200,000ကျပ်ကုန်ကျခဲ့တယ်လို့သိရပါတယ်။နန်းတော်ကနေကျောင်းလဲလာခဲ့တဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေနန်းတော်ကျောင်းလို့အမည်ပေးခဲ့ပြီးကျောင်းတော်အတွင်းပြင်တစ်ခုလုံးကိုရွှေပင်းချထားတဲ့အတွက်ကြောင့်မလို့ရွှေကျောင်းလို့လူသိများရခြင်းပဲဖြစ်ပါတယ်။ဟိုဒီမှာဆိုလို့ရှိရင်ဒီရွှေကျောင်းမှာထုထားရတယ်ပေါ့နော်။ဒီမှာဆိုရှင်မြောက်ဘက်နေတစ်ခါရုပ်ထုတွေဆိုပြီးတော့သူကရုပ်ထုတွေရဲ့ပုံသဏ္ဍာန်တွေပြီးတဲ့ခါကျရင်အမည်တွေကိုဖော်ပြထားတယ်အခုဒီမြင်တွေ့နေရတာဆိုလို့ရှိရင်ဒါတွေကြတော့ဒါဖះရဲ့ဇနီးပတ်တော်တွေပေါ့နော်950ဇနီးပတ်တော်တွေတည်းကနေပြီးတော့ဒီဇဝန်ခံတွေကိုထွန်းထုတ်ထားတာဖြစ်ပါတယ်ဒါတွေကတရားဒီကျောင်းလုံးကျွန်းတစ်တွေနဲ့ပေါ့နော်ကျွန်းတစ်တွေနဲ့ဆောက်လုပ်ထားတယ်ပြီးရခါကျရင်ဒီကနုတ်ပန်းတွေကိုဒီကျောင်းလုံးထွန်းထုတ်ထားပါတယ်ဒါတွေဆိုလို့ရှိရင်တော့ဒါမူလလက်ရာတွေပေါ့နော်ဒါတွေကမူလလက်ရာတွေအလုံးမဟုတ်ဘဲနဲ့ဒီရုပ်ထုတွေကြည့်မှဆိုရင်တော့ဒါတွေကပြန်လဲပြုပြင်မွမ်းမံပြီးတော့ထုပြီးတော့ပြန်ထည့်ထားတာကိုတွေ့ရမှာပါဒီမှာဆိုရင်တိုင်လုံးတွေကအစားပေါ့နော်ကနုတ်လေးထွန်းထားတယ်ပဲပြီးရင်သူကဒီတကြောင်လုံးရွှေချောင်းလို့ခေါ်ရတာတကြောင်လုံးကိုရွှေစီမှန်ချပြုလုပ်ထားတာမလို့တကြောင်လုံးကိုအခုထိဒီမှာဆိုရှင်ရွှေချထားတာကိုတွေ့ရသေးတယ်ပေါ့နော်အပြင်ဘက်တွေပိုင်းမှာတော့မရှိတော့ဘူးဒီအတွင်းပိုင်းမှာဆိုရင်တော့ရွှေချထားတာအခုထိတွေ့လို့ရသေးတယ်မြင်နိုင်သေးတယ်ပေါ့တကြောင်လုံးကိုရွှေချထားတာဒါကြောင့်မလို့သူရွှေချောင်းလို့ခေါ်တာပါရန်တော့ဒီတကြောင်လို့သူကရွှေချထားတာပေါ့နော်ရန်လှတယ်ကနုတ်လက်ရတွေကလုံးဝအနုစိတ်ကျောင်းဆောင်တစ်ခုလုံးကိုနေရမလက်ပေါ့နော်တော်လေးလှတယ်
ဒီမြင်တွေ့နေရတာလေနေရပုံမှန်ငကားတွေမှာ6လက်မပါဘူးလေတို့မှာကျတော့6တွေလက်တွေပါတဲ့အတွက်ကြောင့်မလို့သူကနေရလို့ခေါ်တာဂိုင်းလောက်ခဲ့တော့အကျွင်းချက်မှတ်ဉာဏ်လေးတော့ရှိသေးတယ်ဆိုလို့ရှိရင်ဟန်ဆူဒီရွှေချောင်းကနေပြီးတော့ပြန်ထွက်ပါတော့မယ်ပြန်တော့မယ်ပေါ့နော်ဟန်ဆူရဲ့ vlog လေးကိုစာဆုံးကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye